Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Service Star Sport Facebook page နဲ့ YouTube channel တွေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော် Manchester United တွေဟာအခုလက်ရှိရလဒ်တွေဇက်တိုက်ဆိုးရွားနေတာကြောင့်သူတို့အသေးရဲ့လက်ရှိနီးပြ Ruben Amorim ကိုဒီနေ့ရာသီဘောလုံးပြီးသွားလို့ရှိရင်နီးပြရာထူးကနေထုတ်ပယ်ပြီးတော့တခြားနီးပြတယောက်အစားထိုးခတ်ဖို့အတွက်ရည်ရွယ်ထားကြောင်းစပိန်သတင်းဌာနချုပ်မှာဖော်ပြလာတာတွေ့ရတယ်ခင်ဗျာနော်သူတို့အနေနဲ့ Ruben Amorim နေရာမှာအစားထိုးအတွက်နီးပြ2ဦးတိရာတာကြောင့်လည်းတွေ့ရတယ်ပထမနီးပြတူကတော့ကျွန်တော်တို့အခုလက်ရှိ Aston Villa အသေးရဲ့နီးပြတယောက်လည်းဖြစ်တယ်။နောက်ပြီးလို့ရှိရင်တချဲ Arsenal အသေးရဲ့နီးပြတူလည်းဖြစ်တဲ့ Unai Emery ကိုအစားထိုးဖို့အတွက်ရည်ရွယ်ထားကြတွေ့ရတယ်။ Unai Emery ရဲ့ Aston Villa အသေးဟာ Marcus Rashford ရောက်ရှိလာခြင်းနဲ့အတူကျွန်တော်တို့ Marcus Rashford Asensio ဆိုတဲ့ exit တွဲနဲ့ကျွန်တော်တို့အကောင်းဆုံးအနေအထားတစ်ခုကိုရရှိနေတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ခင်ဗျ။နောက်ပြီး Champions League ပြိုင်ပွဲမှာလည်းသူတို့အနေနဲ့အကောင်းဆုံးအနေထားတစ်ခုကိုရောက်ရှိနေပြီပြောရတယ်ကျွန်တော်တွေ့ရတယ်ခင်ဗျ။အဲကြောင့်မလို့ Manchester United ရဲ့ဘုတ်ဖွဲ့ဝင်တွေကသူတို့အနေနဲ့Unai Emery ကိုမျက်စိကျနေခြင်းဖြစ်ပါတယ်။နောက်ထပ်ဒုတိယတစ်ယောက်အနေနဲ့တော့ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်တဲ့နီးပြဟောင်းတစ်ယောက်လည်းဖြစ်တဲ့ဆာဘီကိုအစားထိုးအတွက်ရည်ရွယ်ထားကြတွေ့ရတယ်။ဆာဘီကကျွန်တော်တို့ကစားသမားဘဝမှာအောင်မြင်မှုများစွာရရှိခဲ့ပြီးတော့ဘာစီလိုနာအသင်းရဲ့နီးပြဘဝမှာလည်းကျွန်တော်တို့အကောင်းဆုံးကြိုက်တွယ်ထားပြီးတော့ဖလားနှလုံးကိုယူပေးခဲ့တယ်။ဘာစီလိုနာအသင်းရဲ့နီးပြဘဝကနေထွက်ခွာပြီးနောက်ပိုင်းမှာကျွန်တော်တို့ဘယ်နီးပြဘဝမှာမမွေပဲဘောလုံးလောကမှာကဲကွက်နေကြကိုတွေ့ရတယ်။အဲကြောင့်မလို့ကျွန်တော်တို့ Manchester United တွေကသူတို့အနေနဲ့ဇာဗီကိုလည်းမျက်စိကျခြင်းဖြစ်တယ်။အဲ့တော့ကျွန်တော်အနေနဲ့နောက်ရာသီမှာ Manchester United တွေရဲ့နီးပြက Ruben Amorim ပဲဆက်ဖြစ်မလားဒါမှမဟုတ်ရှင်ဒီနှစ်ယောက်တည်းပဲတယောက်ဖြစ်မလားဆိုတော့စောင့်ကြည့်ရမယ့်အနေအထားတစ်ခုဖြစ်တယ်။ဒီနေ့တည်းကတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးများတင်ပါတယ်